တိုင်းတစ်ပါးသားနဲ့ညာတဲ့မြန်မာမင်းသမီးလို့တယောကြတဲ့တီဘောမင်းရဲ့သမီးတော်ကြီးတိုင်းတစ်ပါးသားနဲ့ညာတဲ့မြန်မာမင်းသမီးလို့စာအုပ်တချို့မှာမြန်မာမင်းမျိုးနွယ်မင်းသမီးတစ်ပါးကိုတယောထားတာကိုတွေးမိကြမယ်လို့ထင်ပါတယ်တကယ်ပဲမြန်မာမင်းမျိုးနွယ်မင်းသမီးတစ်ပါးဟာကလားလို့ခေါ်တဲ့အိန္ဒိယလူမျိုးတစ်ယောက်နဲ့တကယ်ပဲချစ်ကြိုက်ခဲ့သလားဒီမင်းသမီးကိုဘာလို့မြန်မာနန်းမျိုးနွယ်တွေကမုန်းတီးကြတယ်လဲဆိုတာကိုတိဆက်ပေးသွားပါမယ်။ကျမတို့မြန်မာမင်းဆက်တွေဟာခေတ်ဆက်ဆက်ကခန်းခန်းနာနာတောက်တောက်ပပနဲ့နေထိုင်လာခဲ့ကြပဲဖြစ်ပါတယ်။ဘရင်နဲ့ဘရင်မိသားစုဟာရေမြစ်သခင်ပိုင်ရှင်တွေလို့သတ်မှတ်ထားပြီးဘရင်ဟာပြည်သူပြည်သားတွေရဲ့အသက်စည်းစိမ်အိုးအိမ်တွေအကုန်လုံးကိုပိုင်ဆိုင်ထားတယ်လို့ယူဆထားကြပါတယ်။မြန်မာတနိုင်ငံလုံးဗြိတိရှလက်အောက်ကိုရောက်သွားပြီးတဲ့နောက်ပိုင်းမှာတော့မြန်မာနန်းရဲ့နောက်ဆုံးဘုရင်ဖြစ်တဲ့တီဘောမင်းနဲ့စူဖျားလက်တို့ဟာအိန္ဒိယနိုင်ငံရေနာဂီရီကိုပို့ခံလိုက်ရပါတယ်။နန်းကျသွားတဲ့ဘုရင်နဲ့မိဖုရားဟာဆွေတော်မျိုးတော်သမီးတော်တွေအပါခေါ်သွားပြီးအိန္ဒိယနိုင်ငံကိုသွားခဲ့ကြပါတယ်။မြန်မာဘက်ကအစီခံနေအပြင်ရေနာဂီရီစံအိမ်မှာဘုရင်နဲ့မိဖုရားကိုအလုတ်ကျွေးပြုဖို့အတွက်တိုင်းတစ်ပါးသားတွေဖြစ်ကြတဲ့အိန္ဒိယလူမျိုးကလားလူမျိုးတွေကိုအလုသမားဖြစ်ငှားရမ်းခဲ့ပါတယ်။ရေနာဂီရီကိုသွားရတဲ့အချိန်တီဝါမင်းရဲ့သမီးဦးရင်သွေးဦးဖြစ်တဲ့ထိတ်စုမြတ်ဖျားကြီးဟာအသက်9နှစ်ပဲရှိသေးရပါ။ဒါပေမဲ့မင်းသမီးလေးဟာတခြားမင်းသမီးတွေနဲ့ရှင်တော့မန္တလေးနန်းတော်မှာအချိန်အကြာကြီးနေခဲ့ရတဲ့အပြင်နန်းတွင်ဒလေးတွေအတိုင်းခန်းခန်းနာနာနေထိုင်ခဲ့ရတဲ့မင်းသမီးတစ်ပါးဖြစ်ပါတယ်။မင်းသမီးလေးအရွယ်ရောက်ချိန်မှာတော့မြန်မာနိုင်ငံကတကြွယ်မိသားစုတချို့ဟာမင်းသမီးနဲ့လက်ထပ်ဖို့တီဘောမင်းကိုခွင့်တောင်းခဲ့ကြပါတယ်။ဒါပေမဲ့တီဘောမင်းနဲ့စူဖျားလက်ဟာသူတို့ရဲ့နန်းမျိုးနွယ်ကိုတာမန်တကြွယ်မိသားစုနဲ့မလက်ဆက်ချင်ဘူးလို့ညင်းဆိုခဲ့ကြပါတယ်။မြတ်ဖျားကြီးဟာအရွယ်ရောက်လာပေမဲ့မေတော်ဖြစ်သူစူဖျားလက်လိုမျိုးထထမြက်မြက်မရှိဘဲတုံတုံအားအားပုံစံဖြစ်နေရပါ။အမှန်တော့သူဟာခမဲတော်တီဘောမင်းလိုမျိုးအေးအေးဆေးဆေးနေကျင်တာဖြစ်ပြီးငြိမ်သက်နေတဲ့သူပါ။မြန်မာမင်းမျိုးနွယ်ဖြစ်တန်ဖိုးထားရတဲ့မြတ်ဖျားကြီးဟာအသက်26နှစ်မှာတော့ရေနာဂီရီစံအိမ်ရဲ့တကားဆောင်ဖြစ်တဲ့အိန္ဒိယလူမျိုးကိုပါဆိုသူနဲ့ချစ်ကျွမ်းဝင်ပြီးလင်မယားအမြမြောက်ခဲ့ပါတယ်။ကိုပါဟာဟိန္ဒူဘာသာကိုကိုးကွယ်တဲ့သူဖြစ်တဲ့အပြင်သူ့ရဲ့ဘာသာရေးအရတရားဝင်မရကြီးရှိနေပြီးသားအမျိုးသားတစ်ယောက်ပါ။လူလောကကိုသိချာမသိတတ်တဲ့မြတ်ဖျားကြီးဟာမြမမင်းမျိုးနွယ်ဝင်ဖြစ်နေပေမဲ့လူမျိုးချအိမ်အောင်တဲ့ကိုပါကိုမှချစ်ကျွမ်းဝင်ပြီးခလေးပါမွေးခဲ့တာပါတရားဝင်မရကြီးရှိနေပြီးသားဖြစ်တာကြောင့်မြတ်ဖျားကြီးဟာကိုပါရဲ့မငယ်ငယ်ဖြစ်တာဖြစ်နေပါတယ်တီဘောမင်းနဲ့စူဖျားလက်တို့ဟာသမီးတော်ကြီးအတွက်အရှက်ရခဲ့တယ်လို့ထိတ်မြက်စူဖျားကြီးဟာလည်းမြမမင်းမျိုးနွယ်အတိုင်းဝိုင်းထဲမှာတိုးမဲ့တကောင်ဖြစ်သတ်မှတ်ခံခဲ့ရပါတယ်ဒါပေမဲ့ဒါတွေဟာမင်းသမီးကြီးအတွက်အဆုံးသတ်မဟုတ်သေးပါဘူးတီဘောမင်းကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာတော့ဗြိတိရှအစိုးရဟာမြန်မာမင်းအဆက်ဆက်တွေကိုမြန်မာပြည်ကိုပြန်ခွင့်ပြုလိုက်ပါတယ်။စူဖျားလက်ဟာသမီးတော်ရင်းနဲ့အတူမြန်မာပြည်ကိုပြန်လာတဲ့အချိန်သမီးကြီးဖြစ်တဲ့ထိမ့်မြတ်စူဖျားကြီးလည်းပါလာခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကမြတ်ဖျားကြီးဟာကလားနဲ့ယူတဲ့မင်းသမီးအဖြစ်နဲ့အနွယ်တော်အတိုင်းဝိုင်းမှာအတော်လေးသတင်းပြန့်နေခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ကိုပါဟာမြတ်ဖျားကြီးမြန်မာပြည်ပြန်ကလေးကအိန္ဒိယကိုပြန်လာဖို့ဇာရီစတိုက်ပို့ပြီးခေါ်နေခဲ့တာပါမြက်ဖျားကြီးကိုယ်တိုင်ကလည်းခင်မိုးဖြစ်တဲ့သူပြန်ခေါ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိန္ဒိယကိုပြန်လည်လိုက်ပါသွားခဲ့ပါတယ်မသွားခင်မှာအနွယ်တော်ဖြစ်ကနေစွန့်လွတ်ကြောင်းလက်မှတ်ကိုပါထိုးသွားခဲ့ရတာကြောင့်မြန်မာပြည်အနွယ်တော်အတိုင်းဝိုင်းကသမီးတော်ကြီးကိုအတော်လေးစိတ်နာသွားပြီးလုံးဝအဆက်အသွယ်ဖြတ်ခဲ့လိုက်ပါတယ်ကိုပါမျက်နှာတကဘာမှတ်ပြီးအိန္ဒိယကိုပြန်သွားတဲ့မြက်ဖျားကြီးဟာကန်ဆိုးမှုတွေစတင်ရင်စည်းခံခဲ့ရပါတော့တယ်။အမှန်တော့ကိုပါဟာမင်းသမီးကြီးကိုချစ်လို့ပြန်ခေါ်တာမျိုးမဟုတ်ပဲနဲ့မင်းသမီးကြီးလက်ခံရမယ်တော်ဝင်မိသားစုပင်စင်ငွေကိုမတ်မောပြီးခေါ်ခဲ့ရပါ။မြက်ဖျားကြီးနဲ့သမီးတော်လေးတူတူဟာကိုပါနဲ့အတူနေခွင့်အောင်မရပဲနဲ့အစိုးရကပေးတဲ့တဲအိမ်တအိမ်သေးသေးလေးမှာနေထိုင်ခွင့်ရခဲ့ပါတယ်။ကိုပါဟာမင်းသမီးကြီးရတဲ့ပင်စင်ငွေကိုပထမအိမ်အောင်နဲ့သားသမီးတွေအတွက်သုံးပြီးမင်းသမီးကြီးစီကိုတော့တစ်လ2ခါလောက်ပဲလာပါတယ်။ဒါပြင်မင်းသမီးဟာမြမအနွယ်တော်တွေဖြစ်ပြီးဗုဒ္ဓဘာသာဝင်တွေဖြစ်တာကြောင့်အနီးတစ်ဝိုက်ဒေသခံအမျိုးသမီးတွေနဲ့လည်းမရင်းနှီးခဲ့ပါဘူး။တယောက်တည်းအိမ်ပြင်ထွက်တာမျိုးမရှိဘဲနဲ့အိမ်တွင်းထဲမှာပဲတရားမှတ်ပြီး
စိတ်အေးချမ်းအောင်စ조사နေထိုင်ခဲ့တယ်လို့မှတ်တမ်းတွေကရေးထားခဲ့ပါတယ်။ကိုပါဟာလည်းမင်းသမီးကြီးထံကိုအမြဲမလာတာကြောင့်မြက်ဖျားကြီးဟာတဲအိမ်လေးထဲမှာတယောက်တည်းအထီးကျန်စွာနေထိုင်ခဲ့ရပါတော့တယ်။နောက်ပိုင်းမှာအတူနေတဲ့သမီးလေးတူတူကရွာတွင်းကအမျိုးသားတယောက်နဲ့အကြားပါသွားပြီးအခြားတနေရာကိုရောက်သွားခဲ့ပါတယ်။နောက်ပိုင်းအစိုးရဘက်ကပြန်လည်တိစောက်ဖို့အတွက်မြက်ဖျားကြီးနေတဲ့အိမ်ကိုဖြိုချဖို့ဖြစ်လာခဲ့ပါတယ်။မှတ်တမ်းတွေအရမြက်ဖျားကြီးဟာပြန်လည်တိစောက်ရေးလုပ်ငန်းလုပ်နေတဲ့အချိန်မှာအိမ်တွင်းမှာကလထိုင်နှလုံးပဲရှိပြီးတော့ကျမ်းမြေမှာအိတ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်မြက်ဖျားကြီးဟာအတော်လေးအစားအစာကောင်းကောင်းမွန်မွန်မစားရတဲ့ပုံပေါက်နေပြီးအတော်လေးပိန်ချုံနေတယ်လို့ဆိုကြပါတယ်။မြန်မာနိုင်ငံရဲ့မဟာစီမဟာသွေးအပြည့်ရွှေပုံပေါ်ဆန်ရဲရတဲ့တော်ဝင်အနွယ်တော်မင်းသမီးကြီးဆုံးပါသွားချိန်ဟာတက်တော်66နှစ်ရှိနေပြီးပိုင်ဆိုင်မှုဆိုလို့ချူတပြားမှမရှိဘူးလို့လည်းဆိုကြပါတယ်။မင်းသမီးကြီးရဲ့ဇာပနအခမ်းအနားကိုတော့ဗြိတိရှအစိုးရကငွေကုန်ကြေးချခံပြီးခန်းခန်းနာနာကျင်းပပေးခဲ့ပေမဲ့ကိုပါအပါဝင်အနွယ်တော်မိသားစုတွေကအခမ်းအနားကိုတက်ရောက်ခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့မင်းသမီးကြီးရဲ့ကန်ဆိုမှုတွေဟာအဆုံးမသတ်သွားပဲအယိုးပြအိုးဟာဘယ်နေရာမှာရှိနေမှန်းတော့မသိရပဲတိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။အခုချိန်ထိလည်းမင်းသမီးကြီးရဲ့အယိုးပြအိုးကိုပြန်ရှာတွေ့တာမရှိခဲ့သေးပါဘူး။မင်းသမီးရဲ့နန်းသွေးပါဝင်နေတဲ့သမီးတော်လေးတူတူဟာအိန္ဒိယလူမျိုးနဲ့ယူလိုက်တာကြောင့်ထိတ်မြက်စုပြားကြီးရဲ့မျိုးဆက်တွေဟာလူမျိုးခြားလုံးလုံးဖြစ်သွားခဲ့ပါတော့တယ်။ဒါတွေကတော့မြန်မာလူမျိုးတွေအမျက်တနိုးတန်ဖိုးထားခဲ့ရတဲ့မြမအနွယ်တော်နန်းစင်မေသမီးတစ်ပါးတူဖြစ်တဲ့ထိတ်မြက်စုပြားကြီးရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်။အခုချိန်ထိလည်းမင်းသမီးကြီးဟာတိုင်းတစ်ပါးသားကိုယူတဲ့မင်းသမီးဖြစ်သတ်မှတ်ခံထားရပြီးတော့မျိုးမဆောင်သူလို့သမုတ်ခံနေရဆဲပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီကြောင်းရလေးကိုဒီနားမှာပဲခိတခဏရန်နာခွင့်ပြုပါနောက်နေ့မှလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းရလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် Facebook ကနေကြည့်ရှုတဲ့ပရိသတ်တွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အချိန်ပေးပြီးအားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်ဒီတယောက်ချင်းစီရင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်